စ်သူတမီးသားတွေကြားမှာလာအိုလိုဘယ်လိုပြောရတယ်ဆိုတာကိုသင်ပေးသွားပါမယ်ခွိုင်ဟက်ကျောက်ခွိုင်ဟက်ကျောက်ခွိုင်ဟက်ကျောက်ငါမင်းကိုချစ်တယ်ငါမင်းကိုချစ်တယ်လို့ပြောခြင်းခွိုင်ဟက်ကျောက်ငါမင်းကိုအရန်ကြိုက်တယ်အဲ့ဒါကြတော့ကျွန်တော်တို့ကကြိုက်တာပေါ့ခွိုင်မက်ကျောက်လိုက်ခွိုင်မက်ကျောက်လိုက်ခွိုင်မက်ကျောက်လိုက်ငါမင်းကိုအရန်ကြိုက်တယ်မင်းကငါဘဝအတွက်အရေးကြီးတယ်ပေါ့မင်းကငါအတွက်အရန်ရေးပါတယ်ဆိုလို့ပြောခြင်းကျွန်တော်တို့ကကြောက်စံခမ်ကပ်ခွိုင်ကြောက်စံခမ်ကပ်ခွိုင်ကြောက်စံခမ်ကပ်ခွိုင်မင်းကငါအတွက်အရန်ရေးပါတယ်မင်းကလှတယ်လို့ပြောခြင်းကြောက်ငามကြောက်ငามကြောက်ငามမင်းကလှတယ်မင်းကချစ်စရာကောင်းတယ်လို့ပြောခြင်းကြတော့ကြောက်နာဟကြောက်နာဟကြောက်နာဟမင်းကချစ်စရာကောင်းတယ်မင်းနဲ့အတူရှိရတာပျော်ဖို့ကောင်းတယ်မင်းနဲ့အတူနေရရင်ပျော်ဖို့ကောင်းတယ်ဆိုရင်ကျွန်တော်တို့ကอยู่นำเจ้ามีความสุขอยู่นำเจ้ามีความสุขอยู่นำเจ้ามีความสุขမင်းနဲ့နေရတာပျော်ဖို့ကောင်းတယ်ငါမင်းကိုလွမ်းတယ်ငါမင်းကိုတတိရတယ်ကြတော့ခွိုင်ခီဟော့ကျောက်ခွိုင်ခီဟော့ကျောက်ခွိုင်ခီဟော့ကျောက်ငါမင်းကိုလွမ်းတယ်เจ้ากำลังเฮ็ดหยังเจ้ากำลังเฮ็ดหยังเจ้ากำลังเฮ็ดหยังမင်းဘာလုပ်နေလဲငါမင်းကိုတွေ့ကျင်တယ်ဆိုရင်ကျွန်တော်တို့ကခွိုင်ရဖို့เจ้าခွိုင်ရဖို့เจ้าခွိုင်ရဖို့เจ้าငါမင်းကိုတွေ့ကျင်တယ်မင်းကငါရီးစားဖြစ်ပေးလို့ရမလားပေါ့နော်မင်းကငါချစ်သူဖြစ်ပေးလို့ရမလားဆိုရင်เจ้าเป็นแฟนခွိုင်ได้บ่เจ้าเป็นแฟนခွိုင်ได้บ่မင်းကငါချစ်သူဖြစ်ပေးလို့ရမလားပေါ့ငါမင်းကိုဂယူးဆိုင်မှုတွေပေးခြင်းတယ်ပေါ့ငါမင်းကိုဂယူးဆိုင်ပေးခြင်းတယ်ဆိုရင်ခွိုင်ရဒူလေเจ้าခွိုင်ရဒူလေเจ้าခွိုင်ရဒူလေเจ้าငါမင်းကိုဂယူးဆိုင်ခြင်းတယ်ငါမင်းနဲ့အတူနေခြင်းတယ်ဆိုရင်ကျွန်တော်တို့ကခွိုင်ရယူနမ်เจ้าခွိုင်ရယူနမ်เจ้าခွိုင်ရယူနမ်เจ้าငါမင်းနဲ့အတူရှိခြင်းနဲ့အတူနေခြင်းနဲ့ကိုမင်းကိုစိတ်ပူတယ်ငါမင်းကိုစိတ်ပူတယ်ဆိုရင်ကျွန်တော်တို့ကခွိုင်เป็นวังเจ้าခွိုင်เป็นวังเจ้าခွိုင်เป็นวังเจ้าငါမင်းကိုစိတ်ပူတယ်ပျောက်ကွယ်မသွားပါနဲ့ပေါ့ပျောက်မသွားပါနဲ့ဆိုရင်ယာဟိုက်ပိုင်ယာဟိုက်ပိုင်ပျောက်မသွားပါနဲ့တောင်းပန်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခေါ်ထုတ်နော်ခေါ်ထုတ်နော်ခေါ်ထုတ်နော်တောင်းပန်ပါတယ်အိမ်မက်လာလာမတ်ပါစေ good night ပေါ့အဲ့ဒါတော့ fundy အိမ်မက်လာလာမတ်ပါစေကောင်းကောင်းအိပ်ပျော်ပါစေပေါ့နော်ကောင်းကောင်းအိပ်ပျော်ပါစေဆိုလို့ရှိရင် non lap handy non lap handy non lap handy ကောင်းကောင်းအိပ်ပျော်ပါစေမနှက်ဖြန်ပြန်တွေးကြမယ်မနှက်ဖြန်ပြန်ဆုံကြမယ်ပေါ့အဲ့ဒါကြတော့มืออื่นพกกำไม้มืออื่นพกกำไม้มืออื่นพกกำไม้မနှက်ဖြန်ပြန်တွေးကြမယ်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေကြပါစေဗျ